စစ်ပွဲတွေနဲ့သမိုင်းတန်ရာတွေကြားထဲမှာနှစ်ပေါင်းထောင်ချီခိုင်ခိုင်မာမာရက်တည်နေနိုင်တဲ့မြို့တစ်မြို့ရဲ့ရှုရွှက်ကဘာထင်မလဲဒီဗီဒီယိုဟာသမိုင်းရဲ့အတိမ်အနက်နဲ့ရှေးဟောင်းယဉ်ကျေးမှုတွေရဲ့အသက်ဆက်ရှင်သန်မှုကိုတန်ဖိုးထားတဲ့သူတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်ကမ္ဘာအချမ်းသာဆုံးမြို့တွေထဲကတစ်မြို့ထိခဲ့ပြီးအင်ပါလာကြီးများစွာရဲ့အုပ်စိုးမှုကိုခံခဲ့ရတဲ့အလက်ပိုမြို့ရဲ့အဓိကဗဟိုချက်မှာဘယ်လိုစမ်းကြဲတဲ့စစ်ရေးလျှို့ရွှက်တွေရှိနေမလဲဆိုတာကိုရှာဖွေကြည့်ရအောင်ပါBC ဒုတိယထောင်စုနှစ်ကတည်းကကုံတွဲအေးလမ်းဆောင်မှာတည်ရှိခဲ့တဲ့အလက်ပိုမြို့ဟာဟစ်တိုက်အဆီးရီးယားဂရိရောမနဲ့အော်တိုမန်အစရှိတဲ့အင်ပါယာကြီးပေါင်းမြောက်စွာရဲ့အုပ်စိုးမှုကိုအစဉ်ဆက်ခံခဲ့ရပါတယ်ဒီအုပ်စိုးသူတွေဟာမြို့တော်ရဲ့ပြည်သူကလက်ရတဲ့ပေါ်မှာသူတို့ရဲ့ကိုယ်ပိုင်အမှတ်ထားတွေကိုခြံထားခဲ့ကြပါတယ်အထူးသဖြင့်မြို့ပြော်ရဲ့အလဲပဟုံမှာမြင့်မားစွာထီထီကြီးပေါ်ထွက်နေတဲ့ခန္ဓာကြီးဟာ12ရာစုကနေ14ရာစုအတွင်းအာရတို့ရဲ့စီးရေးအင်ဟာတောင့်တမှုကိုတတ်ဖေပြနေပါတယ်။ဒါပေမဲ့ဒီခန္ဓာကြီးရဲ့အောက်ခြေမှာဘယ်လိုရှိကြတဲ့အဆောက်အုံတွေမြုပ်နှံလေးတလဲဆိုတာကစိတ်ဝင်စားစရာကောင်းလာပါတယ်ခန္ဓာကြီးရဲ့ဝန်ကျင်မှာတော့ဂရိရောမခေတ်လမ်းမဒီဇိုင်းတွေနဲ့အတူ6ရာစုခရစ်အဆောက်အုံအကျွင်းကြံတွေရှေးရောင်းတတိုင်းတွေနဲ့တကားဦးတွေတည်ရှိနေပါတယ်။ဦးနီအိုက်ခက်ကတီထောင်ခဲ့ပြီး12ရာစုမှာပြန်လည်တီထောင်ခဲ့တဲ့ဗလီဝတ်ကျောင်းတော်ကြီးနဲ့ခရစ်ယာန်ဘုရားကျောင်းပြည့်ကြီးပေါ်မှာထပ်မံတီထောင်ထားတဲ့ဟာလာဝီယေစာတင်ကျောင်းတို့ဟာဘာသာရေးနဲ့ယဉ်ကျေးမှုတဟာဇာတဖြစ်မှုကိုပြသနေပါတယ်။ဒါအပြင်1935ခုနှစ်မှာဒိုင်ဖာခါတွန်တီထောင်ခဲ့တဲ့ဖာဒေါ်စာတင်ကျောင်းအပါဝင်ရှေးရောက်အဆောက်အဦတွေကမြို့တော်ရဲ့ယဉ်ကျေးမှုကြွယ်ဝဲမှုကိုပိုမိုထင်ရှားစေပါတယ်။တိုးတော်လည်းဒီရှေးရောက်အငွေအထည်ကြီးဟာခေတ်သစ်လူနေမှုစနစ်ရဲ့ချင်းချောက်မှုကိုမလွဲမရှောင်သာရင်ဆိုင်နေရပါတယ်364ဟက်တာကျယ်ဝန်းတဲ့ဒီသမိုင်းဝင်နယ်မြေဟာ1986ခုနှစ်ကတည်းကကမ္ဘာအမွေအနှစ်စီးရင်ဝင်ခဲ့ပေမဲ့လူဦးရေထူထပ်မှုနဲ့ခေတ်သစ်အဆောက်အုံတွေရဲ့လွှမ်းမိုးမှုကိုခံနေရပါတယ်။ဥပမာအဖြစ် Bab El Faraj area မှာဆောက်လုပ်ခဲ့တဲ့ရှစ်ထပ်တိုက်ဟိုတယ်အဆောက်အုံဟာသမိုင်းဝင်ခန္ဓာကြီးရဲ့ရှုခင်းအလှကိုထိခိုက်စေခဲ့ပါတယ်။ရှီဟောင်းလက်မှုလုပ်ငန်းတွေနဲ့ကုန်သွယ်မှုတွေကမြို့ပြရဲ့တပ်ဝင်လှုပ်ရှားမှုကိုထိန်းသိမ်းထားနိုင်စေဖြစ်ပေမဲ့စနစ်တကျထိန်းသိမ်းဆောင်ရှောက်မှုအားနည်းခြင်းကအမွေအနှစ်တွေပျက်စီးဖို့လမ်းစာဖြစ်နေပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့ဘယ်လိုစီမံကိန်းတွေနဲ့ကြိုးစားနေကြပါသလဲ။1992ခုနှစ်ကစပြီးနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့အလက်ပိုမြို့ဟောင်းပြန်လည်ထူထောင်ရေးစီမံကိန်းကိုစတင်ခဲ့ပြီး1999ခုနှစ်မှာတော့မြို့ဟောင်းဦးစီးဌာနကိုတည်တံ့ဖွဲ့စည်းခဲ့ပါတယ်။ဆောက်လုပ်ရေးဆိုင်ရာစီးမြင်တွေကိုထိန်းချုပ်ဖို့နဲ့ရှေးဟောင်းတုတေသနာတွေ့ရှိချက်တွေကိုကာကွယ်ဖို့ဗတ်စုံထိန်းသိမ်းရေးအစီအစဉ်တွေကိုရေးဆွဲဆောင်ရွက်နေပါတယ်။ဒီလိုကြီးမားတဲ့သမိုင်းဝင်အမွေအနှစ်တစ်ခုကွဲပြောက်မသွားအောင်ထိန်းသိမ်းဆောင်ရှောက်ခြင်းဟာလူသားမျိုးနွယ်တစ်ခုလုံးရဲ့အတိတ်သမိုင်းကိုကာကွယ်ခြင်းလည်းဖြစ်ပါတယ်။ဒါဟာပုံမှုကြီးမားတဲ့သမိုင်းကွင်းဆက်တစ်ခုရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီးရှေးဟောင်းမျိုးပြတွေရဲ့ဖြစ်တည်မှုနဲ့ပျက်စီးမှုတွေနောက်ွယ်ကလှိဝက်ချက်တွေကိုဆက်လက်လိလာခြင်းကအနာဂတ်အတွက်များစွာအကျိုးရှိစေမှာဖြစ်ပါတယ်